အင်းလေးအင်းဝိုင်းထားတယ်ဥပဇင်သဲအင်းကူရဲလို့အမည်ပြညာထွက်အင်းလေးအင်းဝိုင်းထားတော့အပြောသမားနဲ့အလုတ်သမားကိုပြောမှလို့သဘာဝကိုပြောမှလို့အပြောသမားရှိတယ်အလုတ်သမားရှိတယ်အပြောသမားကပြောတာပဲရှိပြောတာပဲရှိတော့သူတို့ဘယ်လိုလဲအပြောသမားနဲ့အလုတ်သမားဟာဥပဇင်ကူဟာအင်းရင်ကြီးလေးအင်းပတ်ချဝိုင်းနေတယ်အင်းပတ်ချလဲဝိုင်းတော့ကျွဲတွေကလည်းအများကြီးရှိတယ်ကျွဲတွေကအများရှိတော့ကျွဲတွေကသေးတယ်ဗျကျွဲတွေသေးတော့ကျွဲတွေသေးတယ်ကျွဲတွေကောင်ဖြတ်တဲ့ပုဂ္ဂိုလ်တွေကလက်ထိလက်ရောက်သူတို့ကဖြတ်နေတာကိုဖြတ်နေတော့ပုဂ္ဂိုလ်တိုင်းဟာဖြင့်အမဲသားတွေပါလိစားကြတော့အဲ့ဒီကျွဲသားဖြတ်နေကြဖြတ်တော့ဥပဇင်းကလည်းကြည့်တယ်ကျွဲဖြတ်တဲ့ပုဂ္ဂိုလ်က2ယောက်ကျွဲဖြတ်ပြီးတဲ့နေတဲ့အချိန်ခါကျတော့မဖြတ်တဲ့ပုဂ္ဂိုလ်ကလာပြီးတောင်းစားတယ်လာပြီးတောင်းစားတော့ဘယ်လိုလဲတဲ့ငါလည်းကွာတအိုးတနတ်စားလေးငါစားခြင်းလို့ပေးပါအောင်ကွာလို့ကျွဲမဖြတ်တဲ့ပုဂ္ဂိုလ်ကလာတောင်းဥပဇင်းကလည်းကြည့်အဲ့ဒီကျွဲဖြတ်နေတဲ့လုံနေတဲ့ပုဂ္ဂိုလ်ကဘယ်လိုပြောလဲဆိုတော့ကောင်းတဲ့အသားလေးတွေကိုပေါင်သားတို့ရင်အုပ်သားလေးတို့ရင်ဒူးတို့သတ်ထားအဲ့ဒါဒီဖုတ်ဖိထားခုနလာတောင်းတဲ့ပုဂ္ဂိုလ်တော့ तू ကမလုတ်ဖဲကိုထိုင်ပြီးကြည့်ပြီးတော့တခါတည်း तू ကတောင်းစားခြင်းလို့တောင်းတော့တဲ့ဥပဇင်းကလည်းကြည့်နေတော့အဲ့ကြွက်ဖြတ်တဲ့ပုဂ္ဂိုလ်2ယောက်ကဖြတ်ပြီးတဲ့အချိန်ခါကျတော့နာမကတ်နေတဲ့အရွယ်ဟိုနဲ့အရွတ်တွေပေးလိုက်အရွတ်တွေပေးလိုက်အလုတ်သမားမဟုတ်တဲ့ပုဂ္ဂိုလ်ကတော့တောင်းစားတဲ့ပုဂ္ဂိုလ်ကြတော့ဘာရတယ်လဲတဲ့အရွတ်နဲ့အရိပ်တွေပဲစားဖြက်စားတဲ့ပုဂ္ဂိုလ်ကြတော့ဘာလဲတဲ့သူတို့ကြိုက်နှစ်သက်တဲ့ပေါင်သားလေးရင်တူးသားလေးဒါလေးဒီအသားကိုစားတယ်ဒါကြောင့်မလို့အပြောသမားအရွတ်သမားဆိုလို့ရှိရင်အရွတ်စားတယ်အပြောသမားကတော့ဘာလဲတဲ့တောင်းစားတဲ့ပုဂ္ဂိုလ်နဲ့တူ၏အလုတ်သမားကတော့ဘာလဲတဲ့ကျွဲကိုဖြတ်တဲ့2ယောက်နဲ့တူ၏အဲ့ဒီကျွဲကိုဖြတ်နေတဲ့2ယောက်ကအလုတ်သမားသူတို့ဖာတာသူတို့လောက်တာကိုအဲ့တော့ကြိုက်နှစ်သက်တဲ့အသားလေးတွေစားရတယ်အဲ့တော့အပြောသမားအဆိုသမားအရွတ်သမားကတော့တဲ့ဘာစားရမလဲတဲ့တောင်းစားတာကိုသူကတောင်းစားတော့ဗာလဲတဲ့အရွယ်အရွတ်တွေပဲစားရတယ်ချက်စားပြန်တော့လေဒီမှာမာတို့အရွတ်တွေကိုစားလို့ဘာကောင်းမလဲမကောင်းအရွတ်တွေစားဖြက်ပြီးအလုတ်လုတ်တဲ့ပုဂ္ဂိုလ်ကြတော့ဘာစားရလဲတဲ့ပေါင်သားကိုစားရတယ်ကြိုက်နေတဲ့အရာသာရှိတာဗောလေသူကတော့ဒါအလုတ်သမားနဲ့တောင်းစားတဲ့ပုဂ္ဂိုလ်ဟာအရွတ်သမားနဲ့တောင်းစားတဲ့ပုဂ္ဂိုလ်ကအရွတ်သမားအဲ့ဒီအရွတ်သမားကတော့ဗာလဲတဲ့အရွတ်ပဲစားရမယ်အလုတ်လုတ်တဲ့ပုဂ္ဂိုလ်ကြတော့အသားစားတယ်အဲ့ဒါကြောင့်မလို့တရားဓမ္မများဥပဇင်းကတော့အလုတ်သမားမို့လို့အသားစားရအောင်လို့တရားဓမ္မများအသိပေးတာဗာလဲတဲ့ရကြပါသေးတော့လို့အသားလေးတွေပေါင်သားလေးတွေနူးနူးနတ်နတ်နဲ့တခါတည်းကိုနှပ်ပြီးစားရအောင်လို့ဒါကြောင့်မို့လို့အလုတ်လုတ်ကြပါလို့ခိုင်းတယ်အလုတ်မလုတ်တဲ့ပုဂ္ဂိုလ်အပြောသမားကတော့အရွတ်ပဲစားရလိမ့်မယ်ဘာကြောင့်အရွတ်စားအပြောသမားကိုတောင်းစားတယ်အရွတ်ပဲစားအဲ့ဒါကြောင့်မလို့တရားဓမ္မများဥပဇင်းကအလုတ်သမားမို့လို့ဥပဇင်းကအလုတ်သမားဆိုတော့20နဲ့တလဟာဖြင့်ထိုင်ရမထအယိုးကြည်ကြည်အေခန့်ကလူသေးရင်သေးမသေးတရားရဆိုပြီးတော့တန်ဝေခတွေဖြစ်ပြီးတော့တခါတည်းကိုကျင့်လာခဲ့တာပါလို့ကျင့်လာခဲ့တော့ကိုယ်ခန္ဓာကိုယ်ကရထားတဲ့အသိလေးတွေစိတ်ကလေးတွေကိုတော့အကုန်လုံးကုံစင်အောင်သိတဲအင်ကူဆရာတော်ကြီးတရားများကိုနာယူနိုင်ရန် subscribe လေးနှိပ်ခဲ့ပေးပါဦးအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်